လာပါအခုကျွန်တော်လာပြောပြမယ့်သတင်းလေးကတော့မနေ့တုန်းကဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကိုလာပြောပြမှာဖြစ်ပါတယ်ဖြစ်စဉ်လေးကတော့ဒီကားစီးတဲ့စိတ်ယုံမှာဒီအမျိုးသားတူကမတော်တဆမှုနဲ့ပေါ့နော်ဒီဘယ်လိုမျိုးကားစီးလိုက်လဲမသိဘူးကားဒီလိုမျိုးဗရိတ်မအုပ်ထားတဲ့ကားကဒီလိုမျိုးအရှိန်နဲ့ပိုက်ချလိုက်တာသူကအခုကသူကညက်သွားတော့တော့ကားမှာအဲ့ဒီအမျိုးသားကမြန်မာနိုင်ငံသားလားထိုင်းလူမျိုးလားတော့ကျွန်တော်တည်ကြလည်းမသိသေးပါဘူး။ဘာကြောင့်လဲဆိုတော့အခုကျွန်တော်တို့မြန်မာနိုင်ငံသားတွေထိုင်းနိုင်ငံမှာကားစီးတဲ့ယုံမှာအလုပ်လုပ်လို့ရှိရင်အထူး view ဆိုင်ကြပါလို့ကျွန်တော်ပြောချင်ပါတယ်။တချို့လူတွေကတော့ဒီလိုမျိုးကားမောင်းလို့ရှိရင်တစ်ခါတည်းကြောက်စင်ဒီဗရိတ်ကိုမလုပ်ထားဘောနော်အဲ့လိုမျိုးဒီတိုင်းပဲထားတဲ့တစ်ခါတည်းတော့စင်ကိုကားရီစီးတဲ့ချိန်လို့ဆိုရင်မတော်တဆမှုတွေဖြစ်တတ်တာပေါ့နော်ဒီထဲကမြင်တွေ့နေရတဲ့ဗီဒီယိုလေးကတော့ဒီအမျိုးသားတူကပေါ့နော်ဒီကားစီးရင်းနဲ့မတော်တဆကားကဘယ်လိုမျိုးချော်လိုက်လဲမသိဘူးကားရှေ့ကနေသူ့တိုက်ချလိုက်တာညဝါတော့ပေါ့နော်အခုကကဲစရေးသမားတွေကိုသူ့ကိုလာပြီးတော့ကားတွေဝိုင်းတွန်းထုတ်ပေါ့နော်ဒီထိုင်းလူမျိုးတွေအကုန်လုံးလာပြီးတော့ဝိုင်းဝန်းကူညီကြတော့အခုသူကတော့ဒီစေကမ်းမှာစေကူတာမှုခံယူနေရတာဒါသူ့ရဲ့နိုင်ရိုးတွေကလည်းတောင်ချောင်းလောက်ကျူသွားတယ်လို့ကျွန်တော်သိရပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီသတင်းကိုလာပြောပြသွားတာဖြစ်ပါတယ်မြန်မာနိုင်ငံသားတွေလည်းထိုင်းနိုင်ငံမှာအလုပ်လုပ်စဉ်အထူး view စိုက်ကြပါလို့ကျွန်တော်ပြောချင်ပါတယ်တော်တော်များများကဒီလိုမျိုးကားကြီးစီးတဲ့အလုပ်တွေကတော့မြန်မာနိုင်ငံသားများလုပ်လေးရှိတော့ဗောနော်အဲ့လိုမျိုးအလုပ်တွေကိုအထူး view စိုက်ကြပါလို့ကျွန်တော်ပြောချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်